စင်ပြေကြရဲ့လားဒီနေ့မှာတော့ချင်းတောင်ကထူးဆန်းထွေလာအကြောင်းတွေထဲကတစ်ခုဖြစ်တဲ့ကြက်ချီတော့ကြည့်တဲ့ရိုးရာအကြောင်းကိုတင်ဆက်ပေးပါမယ်စောင်းရသည်ရဲ့ထူးဆန်းသောပျောက်ဆုံးခြင်းချင်းတောင်တိုင်းရဲ့အေးစိမ်လာတဲ့စောင်းရသည်ကာလမှာရွာကအသက်9နှစ်အရွယ်ကလေးလေးတယောက်ထူးထူးဆန်းဆန်းပျောက်ဆုံးသွားပါတယ်ဒီကလေးဟာတခြားကလေးတွေလိုလဲလဲဝဲဝဲမရှိတာကြောင့်မိဘနဲ့ဆွေမျိုးတွေကပိုပြီးစိုးရင်ကြကြပါတယ်ဒီရွာလုံးကလူကြီးလူငယ်မရွေးတောတောင်တွေနဲ့အနီးနားရွာတွေအထိလိုက်ရှာခဲ့ပြီးမြဲဘလို့မှရှာမတွေ့ခဲ့ပါဘူးမျော်လင့်ချက်ပျောက်ဆုံးခြင်းနဲ့ရိုးရာယုံကြည်မှုရပောင်းများစွာကြာလာတဲ့အခါမှာတော့တောရိုင်းတရိษံတွေပဲရန်ပြူလိုက်ပြီလားဆိုတဲ့အတွေးနဲ့မိဘတွေဟာနာရီအခမ်းအနားလုပ်ဖို့အထိစိတ်လျှော့လာကြပါတယ်နောက်ဆုံးမျော်လင့်ချက်အနေနဲ့ကြက်ဥဘေးရင်ကိုသွားမေးတဲ့အခါမှာတော့တလလောက်နေရင်အမြင့်တနေရာကနေအိမ်ပြန်ရောက်လာလိမ့်မယ်လို့ဟောကိန်းထွက်လာပါတယ်ဒါကြောင့်ချင်းရိုးရအထိုင်ကြက်ဖတ်နှကောင်ဝတ်ထီးတစ်ကောင်နဲ့နတ်ပူဆိုပွဲလုပ်ခဲ့ကြပါတယ်နတ်ကြီးလာတော့တောင်နဲ့မုတ်ဆိုးရီတွေ့ရှိမှုရွာနဲ့တမိုင်ကျော်ကွာမှာနတ်ကြီးလာတော့တောင်တောင်ရှိပါတယ်အဲ့ဒီတောင်ကနေဘုံမောင်းတန်ကြားရင်ရွာမှာလူသေးတတ်တယ်လို့အယူရှိကြပါတယ်ပျောက်ဆုံးပြီးတလပြေးဖို့တရက်အလိုမှာတော့မုတ်ဆိုးတလူဟာသူ့မိထနကန်ပြီးတောထဲကိုဝင်လာခဲ့ပါတယ်မောင်ရီပြိုးစားချိန်မှာနတ်ကြီးတဲ့တောင်နာကတစ်ပင်အမြင့်ကြီးပေါ်မှာထူးဆန်းတဲ့အရေးတစ်ခုကိုတွေ့လိုက်ရပါတယ်မယုံကြည်နိုင်စရာအမှန်တရားမုတ်ဆိုးကဓမီနဲ့ထူးကြည့်လိုက်တဲ့အခါပျောက်ဆုံးနေတဲ့ကလေးဖြစ်နေတာကိုအံ့ဩဖွယ်တွေ့လိုက်ရပါတယ်ကလေးကိုရွာသားတွေနဲ့ဝိုင်းဝန်းပြီးလက်ကားထောင်ကပြန်ခေါ်ခဲ့ရပါတယ်ကလေးကသူဟာအဘိုးကြီးအဖွားကြီးတွေနဲ့အတူကောင်းမွန်တဲ့စားတောက်ဖွယ်တွေစားပြီးမွေးရအထူကြီးတွေပေါ်မှာအိတ်ခဲ့ရတယ်လို့ပြောပါတယ်ဒါပေမဲ့နောက်တစ်နေ့ကလေးဝမ်းထွားတဲ့အခါမှာတော့သူစားခဲ့တာတွေဟာတောင်ပုတ်မြေတွေဖြစ်နေတာကိုတွေ့လိုက်ရပါတယ်မျော်လင့်ချက်ဤအင်အားကလေးဟာတလလုံးလုံးအမင်းဖြစ်တဲ့တစ်ပင်ပေါ်မှာဘလူရှင်ထန်ခဲ့လေဆိုတာနတ်ဝတ်ထွားတဲ့လျှော့ခွက်ချက်တစ်ခုပါပဲဒီဖြစ်ရပ်ကနေကျွန်တော်တို့ရရှိလိုက်တဲ့သင်ခန်းစာကတော့မျော်လင့်ချက်ပါပဲမိဘတွေကမျော်လင့်ချက်မစွန့်ပဲရှာဖွေခဲ့လို့ကလေးနဲ့ပြန်ဆောင်ခဲ့ရတယ်လို့ပါပဲကျွန်တော်လည်းဒီ YouTube channel အောင်မြင်မယ်ဆိုတဲ့မျှော်လင့်ချက်နဲ့10 သူနှစ်တခုစဝါဒနာကိုရင်းနှီးစူးစမ်းနေတာဖြစ်ပါတယ်။နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။